င်္ဂလာပါတရက်ပါချက်လို့ချက်မှမသိဘူးဆိုပြီးကောင်းစားနေတဲ့အင်ရှင်မရဲ့အတွက်အခုလိုရေကရတာတွေမှာပစုံလေးရှိုံနဲ့အမျိုးမျိုးချက်စားလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်နော်အရင်ဆုံးအနေနဲ့ဆိုတော့ရေကရတာတွေပစုံလေးထုတ်ပြီးတော့ကြတော့ဒီချက်ကောင်းလေးဖြုတ်မယ်ပြီးလို့ရှိရင်ချစ်သွန်ဖြူဟိုတီစိမ်းပေါ့နော်ဒီချက်စီတက်လိုက်ပါမယ်ပြီးလို့ရှိရင်အဲ့ထဲကိုခုနကပစုံလေးထည့်ပေးပါမယ်ရတာတော့ကတော့လူတို့ပူချော့တက်တယ်လို့ထည့်လို့ရပါတယ်ဒီမှာရင်ချုံမစာပဲငံပြရဲ့အနောက်နဲ့ခရုစီတို့ပဲတုံထားပါရရှင်။ဒါလေးတို့ရတာနှက်ဆက်သွားအောင်ဒေချာလေးမှုပေးလိုက်မှဖြစ်ပါတယ်။အလုံးရပြီဆိုလို့ရှိရင်တော့ဆိုတော့ချစ်သွမေးလေးထည့်ပြီးတော့အပေါ်အောင်လေးထောက်လိုက်ပြီဆိုလို့ရှိရင်တော့အရန်အရသာရှိတဲ့ဟင်းလေးတစ်ခွက်ကိုရရှိပြီပဲဖြစ်ပါတယ်ရှင်။ဒီဆိုလို့ရှိရင်တော့ဆိုတော့ဒါနောက်တစ်မျိုးအနေနဲ့ပစုံစိမ်းတော်လေးတုတ်ပြပေးသွားမှာဖြစ်ပါတယ်။ပစုံလေးတွေကိုအလျာခွဲထားမယ်။ပြီးဆိုလို့ရှိရင်တော့ချီလေးတုတ်ပေါ့နော်။ဒေချာလေးတန့်စင်ဖို့အတွက်ဆိုလို့ရှိရင်ဆိုတော့စားလေးထည့်မယ်။တမယာသီးလေးထည့်ပြီးတော့ဒေချာလေးတန့်နေအောင်ဈေးမှာဖြစ်တယ်ပေါ့နော်မညီအောင်လို့ပေါ့နော်တမယာသီးလေးနဲ့ဒေချာလေးဆေးပြီးပါဆိုတော့အစာပလာတက်ကိုကြတော့ဟိုသီးစိမ်းရဲ့ချစ်သွန်ဖြူရဲ့စပလင်းပေါ့နော်စပလင်းကြတော့မညီအောင်လို့ပေါ့အညီနဲ့တတောင်လို့ထည့်တာဖြစ်ပါတယ်ရတာကိုတစ်ခါလေးထည့်မယ်နော်ဟင်းချက်မောစာဟင်းခမုံသုံးပိတ်ထားပါတယ်တမယာသီးအချင်းအတွက်သုံးပိတ်ထားပါတယ်ရှင်အချင်းကတော့လူတို့ပိုရှော့ကိုကြိုက်တဲ့လောက်ကိုစားနိုင်တဲ့ပုံမူတီးပြီးတော့ထည့်လို့ရတာပဲဖြစ်ပါတယ်ပြီးရင်နန်းပင်လေးထည့်မယ်ပေါ့နော်အဲ့ဒါအကုန်လုံးအော်ရောသမမွေသွားအောင်နေပေးလိုက်မှဖြစ်ပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့တမယာသီးနဲ့ဆေးထားတဲ့ပစုံလေးတွေကိုသားမဲ့ပကံထဲမှာပုံမယ်ပြီးဆိုလို့ရှိရင်ခုနအစာပလာလေးပုံလိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကိုမှစားလို့ကောင်းတဲ့ပစုံစိမ်းတုံးလေးရပြီပဲဖြစ်ပါတယ်ပေါ့နော်တွဲဖက်စားဖို့တော့ဆိုတော့တခွားသေးလေးနဲ့ဆလွယ်လေးကိုပြင်ဆင်ပေးထားပါရှင်နောက်တစ်မျိုးလေးနေနေတော့ဆိုတော့ပစုံတမလာလေးစစ်စစ်ပေးထားပါတယ်ချစ်သွမေငံပြရေးချက်ဦးရတာမုံပေါ့နော်ရောက်ကောင်းမထည့်ပြီးတော့နေပါမယ်ပြီးလို့ရှိရင်အကျော်မုံလေးပါထည့်ပြီးတော့နေမယ်ပေါ့နော်ဒါတွေကိုစီအုပ်ပပူလေးတွေမှာထည့်ပြီးတော့ရွှေဝါတန်တဲ့လေးကြော်ပေးလိုက်မယ်ဆိုလို့ရှိရင်တော့အရန်ကိုမှကျွပြပြရတာရှိရပစုံတမလာလေးရယူပဲဖြစ်ပါတယ်ရှင်ဒါကိုတော့ပစုံမလာလေးချက်ပြမှာဖြစ်ပါတယ်ဆိုတော့ကိုမခွာပဲနဲ့ကျော်လေးခွဲပြီးတော့ခြေလေးထုတ်ပေးထားမယ်ပြီးပြီဆိုလို့ရှိရင်ဆိုတော့အချုံမော်လေးကပ်ပြီးတော့ဟိုရီမှာထည့်ပြီးတော့ရွှေရောင်တန်တဲ့ဒီချော်ပေးထားမှာဖြစ်တယ်ဆိုတော့ပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့ချစ်သွန်နီချစ်သွန်ဖြူရုပ်တီစိမ်းချစ်သွန်မိတ်ထည့်ပြီးတော့ဆိုတော့မလာမှုန့်ထည့်မယ်ပေါ့နော်မလာမှုန့်လေးထည့်ပြီးတော့လှိမ့်လိုက်မယ်ဆိုလို့ရှိရင်တော့ဆိုင်ကြီးတွေမှာရောင်းတဲ့အရန်ကိုမှအရသာရှိတယ်ပစုံမလာလေးရပြပဲဖြစ်ပါတယ်ရှင်ဒါကလည်းဆိုင်ကြီးတွေမှာဆိုလို့ရှိရင်အလွန်စီကြီးပြပြဝယ်စားမဟင်းတင်မိပါပဲเนาะဒါလေးကိုဆိုတော့အိမ်မှာပဲရှိတဲ့ပစ္စည်းလေးနှစ်ချက်စားလို့ရမယ်ဆိုရင်မကောင်းဘူးလားเนาะစားချင်တဲ့အသီးနှံလေးတွေကိုထည့်ပြီးတော့ပြုတ်လိုက်မယ်9မိနစ်လောက်ပေါ့เนาะပြုတ်ပြီးပြီဆိုလို့ရှိရင်အဲ့ဒါလေးတစ်ချက်ဆယ်ထားမယ်ကျသွန်ပြုတ်ကျသွန်နေပေါ့เนาะအဲ့ဒါလေးစီတက်မယ်စီတက်ပြီးပြီဆိုရင်ဆိုတော့ခုနပစုံလေးထည့်မယ်ပေါ့เนาะပစုံလေးတွေထည့်လို့အနေငယ်ကွေးလာပြီဆိုလို့ရှိရင်ဆိုတော့ခုနကသီးနှံလေးတွေထည့်ပေးမှဖြစ်ပါတယ်ပြီးအရသာထည့်မယ်ပေါ့เนาะအရသာကိုလိုထည့်လို့ရပါတယ်ပြီးပြီဆိုလို့ရှိရင်တော့ဆိုတော့ကိုမုံလေးကိုတစုံလောက်ရေဖြိုးထားလေးထည့်ပေးမှဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့အရန်ကိုမှအရသာရှိတဲ့ဟင်းလေးတစ်ခွက်ရပေးဖြစ်ပါတယ်ရှင်နောက်တော့ဒီခုနေနေရတော့ဆိုတော့ခွားသီးလေးနဲ့ပစုံလေးနဲ့စီစဉ်ပေးထားပါတယ်အရင်ဆုံးအနေနဲ့ခွားသီးလေးတွေကိုအနေတော်လေးထားလိုက်မှဖြစ်ပါတယ်ပြီးရင်တော့ဆိုတော့တေချာလေးခွန်ချပြီးတော့ရတာနေထားတဲ့ပစုံလေးထည့်ပြီးတော့ကြော်ပေးမှဖြစ်ပါတယ်ပစုံလေးငငကွေးပြီးဆိုလို့ရှိရင်တော့ဆိုတော့တခွားတီးငရုတ်တီးစိတ်စားတဲ့တလောင်းနဲ့ကျသွန်ပြူလေးထည့်ပေးမှဖြစ်ပါတယ်ရတာနဲ့နေရတော့ဟင်းချုံမုံဟင်းခမုံစားနဲ့ပဲငံပြန်အကြည့်လေးထည့်လိုက်လို့ရှိရင်တော့အရင်ကမှရတာရှိဟင်းတစ်ခွက်ရပေးဖြစ်ပါတယ်ရှင်နောက်တဲ့ဒီတစ်မျိုးလေးကကြတော့တီသွန်ကျုပ်ပစုံလေးစီစဉ်ပေးထားတာဖြစ်ပါတယ်ကိုစားခြင်းတဲ့အသီးလေးတွေကိုတေချာလေးချွတ်ပြီးတော့ရေးစီပေးထားပါမယ်ကျုပ်လေးကိုချွတ်ပြီးတော့ခတ်ထားပေးလိုက်ပါမယ်နောက်ထပ်ကကြတော့ကျသွန်ပြူကျသွန်မိတ်စစ်ချက်ပြီးတော့ဆိုတော့ပစုံလေးထည့်မယ်အရောင်လေးကူလာပြီဆိုလို့ရှိရင်ခုနကအကောင်လုံးဒီနံလေးထည့်မယ်ပေါ့နော်ပြီးရတာလေးထည့်လိုက်ပြီဆိုရင်တော့အရင်ကမှရတာရှိရဟင်းလေးတစ်ခွက်ပဲရပေးဖြစ်ပါတယ်ရှင်နောက်တစ်မျိုးနဲ့ဘယ်လိုမျိုးလေးချက်ပြထားလဲဆိုတော့အာလူနဲ့ပစုံအဆက်ကြော်လေးကြော်ပြထားတာဖြစ်ပါတယ်ဒါလေးကလည်းအရင်ကမှစကောင်းတာဖြစ်လို့တေချာလေးကြည့်ပြီးတော့ပစုံလေးတွေကိုအခုမချွတ်ဖဲနဲ့ဆိုတော့ကြော်ရည်လေးခွဲပြီးတော့အချီးရင်တော့ဒါမှဖြစ်ပါတယ်အားလုံးဆိုတော့တခြားတက်ဆင်ပြကြပြီဆိုလို့ရှိရင်တော့ဂျင်းလေးနဲ့ချစ်သွန်မိတ်လေးနဲ့နောက်ပြီးလို့ရှိရင်ရတာလေးတခြားထည့်ပြီးတော့နေပေးထားမှာဖြစ်ပါတယ်ရတာနှက်ထားတဲ့အချိန်မှာပေါ့နော်ဆိုတော့အားလုံးလေးတွေကိုပုံပေါ်ပြီးတော့လိချပေးပါမယ်ပုံပေါ်ရဲ့ဟာမရှိဘူးဆိုလို့ရှိရင်ဒီတိုင်းရေရိုးသားနဲ့လေးလို့ရပါတယ်ပြီးရင်တော့ဆိုတော့အားလုံးလေးတွေကိုစားနဲ့နေပြီးတော့ခဏလေးစိန်ထားပေးမှာဖြစ်ပါတယ်ဟိုဘက်မှာအားလုံးတွေစိန်ထားတဲ့အချိန်မှာဒီဘက်မှာလည်းပစုံလေးတွေကိုအကျော်မုံနဲ့လာပြီးတော့နေထားပေးလိုက်မှာဖြစ်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ဟိုဘက်ကအားလုံးစီပြန်သွားမယ်ပေါ့နော်အားလုံးတွေရေးစားရေးတကြပြန်စစ်ပြီးတော့ဆိုတော့ဒါလေးတွေကိုအခုနာကအကျော်မောနဲ့ပဲပြန်ပြီးတော့ကတ်ထားပေးမှဖြစ်ပါတယ်ပြီးရင်တော့အကုန်လုံးကိုစီပူလေးမှာထည့်ပြီးတော့မီအေးလေးနဲ့ဆဲရည်လက်ရှိနဲ့ရွှေရောင်တန်းနဲ့ဒီကြော်ပေးလိုက်မှဖြစ်ပါတယ်ရှင်
ပဇွန်လေးတွေကြော်ပြီးဆိုလို့ရှိရင်တော့အားလုံးလေးတွေကြော်မယ်ပေါ့နော်နှစ်ခုလုံးကိုရွှေရောင်တန်းနဲ့ဒီကြော်ပေးလိုက်မှဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ဆိုတော့ကျတုံမိတ်ရဲ့ငရုတ်သီးရဲ့ကျတုံပြူရဲ့ထည့်ပြီးတော့စီလေးတက်လိုက်မယ်ပေါ့နော်စီလေးတက်ပြီးတော့ကြတော့ဆိုတော့ဒီထဲကိုပဲငပိအနေငယ်ထည့်မယ်ပေါ့နော်ရတာလေးထည့်မယ်ကိုသားချင်းနဲ့ဟာထည့်ပေါ့နော်ပြီးပြီဆိုရင်တော့ပဇွန်လေးအားလုံးတွေတစ်ခါတည်းအကုန်လုံးထည့်ပြီးတော့မှွေပါမယ်ငရုတ်သီးစိမ်းကအကြိုင်ထည့်လို့ရပါတယ်မကြိုက်ဘူးဆိုရင်လည်းမထည့်လို့ရပါတယ်ဆိုတော့ထည့်ပါတယ်ပြီးရင်နှမ်းလေးထည့်မယ်ပေါ့နော်အခုဆိုအရန်ကိုရတာရှင်ဟင်းတစ်မျိုးနောက်တက်ရပဲဖြစ်ပါတယ်ရှင်အခုဒီနောက်ဆုံးလေးပြထားတဲ့နည်းလေးကတော့အယိုးစင်းသုံးနည်းလေးဖြစ်ပါတယ်။ပစုံကိုဆိုတော့တေချာလေးကောင်းဖြတ်ပြီးတော့ခြေလေးထုတ်ထားမယ်ပြီးရင်တန့်စင်အောင်ရေးစေးထားမယ်ပေါ့နော်။ဒါလေးတွေကိုစီယိုထဲမှာတေချာလေးကြော်လိုက်မယ်။ကြော်ပြီးဆိုတော့ပြန်ခတ်ထားလိုက်မယ်ခတ်ပြီးဆိုတော့ရတာလေးနဲ့ပေါ့နော်ကျတုံဖြူလေးစီသက်မယ်ပစုံလေးထည့်မယ်ရတာလေးထည့်မယ်ပေါ့နော်။ရတာလေးထည့်ပြီးရပြီဆိုတာနဲ့ဆိုတော့ဒီပေါ်ကျတုံမိန်လေးထည့်ပြီးတော့အပေါ်အောင်တေချာနှမ်းဆန်းဝင်လိုက်မယ်ဆိုရင်အရင်ကရတာရှိတဲ့ဟင်းလေးနောက်တစ်ခွက်ရပြီဖြစ်ပါတယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီလိုဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ like subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်